ကဲအားလုံးပဲတီးပြီးကြတဲ့တူလေတီးပြီးကြပြီပေါ့နော်ဒီ promoted idea နေပြီးတော့ April 2016ကနေစပြီးစာမေးပွဲတစ်ခုကြိုတင် booking လုပ်တာနဲ့ passport လိုအပ်ပါပြီတဲ့ဘာနဲ့ဆရာပေါ့နော် JFT ဖြေမဲ့တူတွေအတွက်ကတော့ဒါ passport လိုအပ်မှာပဲဖြစ်ပါတယ်ကြိုပြီးတော့ passport လုပ်ထားရဖို့ပဲတိုက်တွန်းလို့ရတော့မှာပေါ့နော်အချိန်ကတော့အများကြီးတော့ကြာမှာသေးတယ်ပြီးတော့လေဒီခိုက်ကော့နှစ်ပိုင်းလုံးလေခိုက်ကော့မြန်မာပိုင်းတို့ဒီဂျပန်ပိုင်းတို့ဖြည့်ထားတဲ့ကိုယ့်ရဲ့ promoted ID နဲ့ passport တွေကဒါဖောင်တင်ပြီးလို့ရှိရင်နှုတ်ထဲပြပြရေးမှထားစေချင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ interview အောင်သွားလို့ရှိရင်ကုမ္ပဏီဘက်ကနေပြီးတော့အဲ့ဒီ ID နဲ့ passport ကိုပဲတောင်းမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဖြတ်ပစ်တာမျိုးလို့မိသွားတာမျိုးလို့မဖြစ်အောင်ကြိုတင်တည်ပေးတာပါ